Hello နေကောင်းကြလားပရိသတ်ကြီးရေမြန်မာ Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအတွက်စိတ်ကူးရင်စရာတွေရဲစရာတွေနဲ့ပြည့်နှက်နေတဲ့ကာတွန်းကားလေးတစ်ကားကိုဦးတက်အောင် recap လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်ကတေးသေးကွေးကွေးတတော်လေးတစ်ကောင်ကကဘာကြီးကိုဘလို့ကဲတင်သွားလဲဆိုတာကိုပြသထားတာပါကဲအချိန်မဖြုံးတော့ပဲဇလန်လေးကိုအတူတူခုံဆင်းလိုက်ရအောင်ဇလန်အစမှာတော့ငက်ကလေးတွေနဲ့စီကားနေတဲ့ကျွန်းလေးတစ်ကျွန်းမှာအိုလီဆိုတဲ့တေးသေးကွေးကွေးအမွေပေါ်ပေါ်တတော်လေးတစ်ကောင်နဲ့စတင်ခဲ့ပါတယ်ဒီအိုလီလေးကအစေးလိုက်ရှာရတာဝါသနာပါတယ်လို့စူးစမ်းချင်စိတ်လည်းအိမ်ရန်ပြင်းပြတယ်သူ့မျိုးနွယ်လေးကတတိကြီးတတ်ပြီးဘေးခင်းကြီးကိုဦးစားပိုက်ပေးမဲ့အိုလီလေးကတော့တီထွင်းရန်ဒီနဲ့ပြည့်နေတာရေအောင်မှမီနာအောင်မှန်နာဖုံတကယ်တော့မှန်အောက်ခံပါတဲ့ပုံတပုံဒီပါတွေတီထွင်းပြီးစွန်းဆန်းချင်နေတာပေါ့သူ့ရဲ့တီထွင်းမှုအသစ်ကိုရေထဲစင်းစမ်းတတ်ရင်ရေအောက်ကငါကြီးတစ်ကောင်ရဲ့ပါဆက်ထဲနီနီလေးရောက်သွားလို့သူ့အဖေကအထဲအတန်ဆွဲထုတ်ခဲ့တင်ခဲ့ရပါသေးတယ်။အိုလီအဖေကလည်းစိုးရင်စိတ်နဲ့စူပူပါတော့လေ။မင်းကဘာလို့ဒီလောပေါ့ဆရတာလဲကွာ။တခြားတတဝါတွေကမင်းကိုစားဖို့ဝင်လင်းနေမှာမဟုတ်ဘူးတဲ့။သူတို့မျိုးနွယ်ကစူစမ်းတတ်တဲ့မျိုးနွယ်မဟုတ်ဘူး။ဘေးကန်အေးကအဓိကပဲလို့အမြဲတမ်းဖြောက်ဆိုဆုံးမနေရတာပေါ့။အိုလီလေးကတော့နားထောင်ချင်းယုံဆုံးပြီးသူ့စီကူးနဲ့သူလွင့်မျိုးနေတာပါပဲ။တနေ့တော့အိုလီအဖွားကမီးပုံပေးမှာရှေးဟုံးတန်တာကြီးတစ်ခုကိုပြောပြပါတယ်။သူတို့မျိုးနွယ်ဒီဟာအရင်ကတခြားတရိษံဒီနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပြီးမြဲမီးဝင်ပလေဆိုတဲ့ကြောက်စရာခေါင်းတဲ့တတဝါကြီးတစ်ကောင်ကလိုက်လံနှွှဲ့ခဲ့တဲ့အဲ့ဒီအချိန်မှာတစ်ပင်လိုအေယာမတတဝါတွေရောက်လာပြီးမော်အစစ်အိမ်ဒီနဲ့တတဝါတွေကိုပြောင်းလဲပေးခဲ့တယ်။ဒါပေမဲ့မီးဝင်ပလေကအဲ့ဒီမော်ပညာကိုခိုးယူပြီးကြောက်စရာကောင်းတဲ့ဘီလူးကြီးထက်လာကတောင်ကြားကိုအိုဆိုးဖို့အေယာမတတဝါတွေကိုတိုက်ခိုက်ခဲ့တဲ့ယူဆိုပါတယ်။ဒီစာပလန်ကအိုလီလီရဲ့စွန်စားစားခန့်တဲ့အစာပြိုးပေးလိုက်တာပေါ့။တခါတော့ရိတ်သိမ်းပွဲတော်မှာအိုလီလီကဟိုဒီရှော့သွားရင်စားလုံးနေတဲ့ငက်ကလေးတစ်ကောင်ကိုတွေ့လိုက်လာတယ်။တနာတာနဲ့အစစ်အိမ်ဖွင့်ပေးလိုက်မိတယ်။သူ့ဖေကမြင်တော့ငက်တီနဲ့ဘာလို့ထွားပေါင်းနေရတာလဲ။သူတို့ကအချင်းချင်းအထံဖေးပြီးဆက်သွယ်တတ်တယ်ဆိုပြီးစူပေးမိတော့ကြာသွားပြီလေ။အဲ့ဒီငက်ကလေးရဲ့အတန်ပေးမှုကြောင့်မချခင်မှာပဲငှက်အုပ်ကြီးတအုပ်လုံးရွာကိုဝင်စီပြီးသူတို့မျိုးနွယ်စုရဲ့ရိတ်သိမ်းသမျှအစီအင်ကြီးကိုခိုးယူသွားမှာတော့တယ်။ရွာသားတွေလည်းခေါင်းကိုပြီးကြံခဲ့တာပေါ့။ကို့အမားကြောင့်ဆိုပြီးအိုလီလေးကမှန်တင်နေငှက်တွေကိုချုပ်လန့်ဖို့ကြိုးစားပြီးမဲ့ငှက်တွေရဲ့တိုက်ခိုက်တာကိုခံရပြီးမော်အစီအင်တစ်ခုရှိတဲ့လူ့ဝိုက်ကူတစ်ခုထဲကိုပြုတ်ချသွားပါတော့တယ်။အိုလီလေးကအစီအင်ကိုမတော်စားထိမိလိုက်တာနဲ့ငှက်တွေကောင်အဖေပြောင်းလဲသွားပါတော့တယ်။သူ့မျိုးနွယ်စုကသူ့ကိုတွေ့တော့ငှက်ကအိုလီကိုစားသွားပြီးထင်ပြီးကြောက်ခဲတွေနဲ့ပြပေါက်ကြတယ်။အိုလီလီလည်းဘာဖိမှန်းမထီပဲကြောက်လန့်တန်ကြားနဲ့တောင်းပေါ်ကနေပြုတ်ချပြီးအိမ်ထဲဝဲတဲ့နေရာကိုရောက်သွားပါတော့တယ်။ကန်ကောင်းချင်တော့အိုလီလီကကုန်းမကြီးပေါ်မှာနိုးလာပြီးအိုင်ဘီဆိုတဲ့ဖိုးယူလျက်ငန်မလေးတစ်ကောင်နဲ့တွေ့ဆုံခဲ့ပါတယ်။အိုင်ဘီကအိုလီကိုရေထဲကနေကဲတင်ခဲ့တာလို့ပြောပြတယ်။အိုလီလီလည်းမော်အစီအိမ်ရဲ့ကစွမ်းကြောင့်တရိษံအလုံးရဲ့ဘာသာစကားကိုနားလေသွားပြီးဆိုတာသိလိုက်ရတယ်။ဒါပေမဲ့ငှက်တွေကတော့အိုလီခေါင်းများထိသွားလားမသိဘူးထူးဆန်းနေတယ်လို့ထင်နေကြလာပေါ့ဒီလိုနဲ့သူတို့စကားပြောနေတော့ဝန်ပလွေအော်တန်ကြတော့ငှက်တွေလေကြောက်အားလန့်အားနဲ့အိုလီကိုချဲဒီနဲ့ဖုံးအုပ်ပြီးဝန်ပလွေဒီအနက်မနက်ရအောင်လောက်ကြပါသေးတယ်ရဲစရာကောင်းလိုက်တာနော်အိုလီလီကသူ့ရဲ့မူလာပုံစံအိုပြန်ရဖို့နဲ့သူ့မျိုးနွယ်စုကိုကူညီဖို့အသက်မော်စီအိမ်ဒီကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီမှာပဲစကားပြောငါးကြီးတစ်ကောင်နဲ့တွေ့ဆုံခဲ့တယ်အဲ့ဒီငါးကြီးကအစ်အိမ်တွေဘယ်မှာရှိလဲဆိုလာသိတယ်လို့ပြောကြတယ်အိုလီနဲ့အိုင်ဗီတို့လည်းငါကြီးရဲ့စကားကိုယုံပြီးခရီးဆက်ခဲ့ကြတယ်။လန်ခီမှာဝင်ပလွေအုပ်တီမွေအတိုက်ဒီလိုစိန်ခေါ်မှုပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရတယ်။တခါလေအိုင်ဗီလေးကအိုလီကိုပြန်တန်းတက်အောင်သင်ပေးဖို့အတွက်တောင်ကားပါရန်ကနေထွန်းချတာမျိုးတွေတောင်လုပ်ခဲ့ရပါသေးလေ။အိုင်ဗီလေးကသူ့မိုးနွယ်တွေမျိုးသွန်းလူနေပါဖြစ်ခဲ့ရပုံနဲ့အိုလီကြောင့်အစီအင်တွေပြန်တွေ့ပြီးအသက်ရှင်တန်ခဲ့ရပုံတွေကိုလည်းပြောပြခဲ့ပါတယ်။နောက်ဆုံးတော့သူတို့ဟာအစီအင်တွေပို့ရှိရဲ့ရေတခွန်တစ်ခုကိုရောက်သွားတယ်။အဲ့ဒီမှာငါးကြီးရောအိုလီနဲ့အိုင်ဗီတို့အစီအင်တွေစီရောက်အောင်အာယုံပြောင်းဖိခဲ့တယ်။ရေတခွန်ထိန်မှာဝက်ဝင်းတွေနဲ့တွေ့ခဲ့ရပေမယ့်ကန်ကောင်းစွာနဲ့လွတ်မြောက်ခဲ့ကြတယ်။အိုလီနဲ့အိုင်ဗီတို့ဟာဝမ်ပူလွေဒီလက်ကနေလွတ်မြောက်ဖို့ငါးအဖြစ်ပြောင်းလဲခဲ့ကြပါသေးတယ်။အိုလီကတော့ IVO စိတ်ဆိုးနေတော့ပဲငါးကြီးကလည်းသူ့ရဲ့အထီးကျန်ဆန်းမှုကိုဖွင့်ဟခဲ့တယ်။ IV ကလည်းသူ့မိသားစုကိုကယ်တင်ပေးခဲ့တဲ့အိုလီကိုကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။ဒီမှာပဲဇာလန်ကလှဲကွက်တစ်ခုနဲ့လာပါတော့တယ်။အိုလီနဲ့ IV ကိုအစိအိမ်တွေကိုရယူပြီးမူလခန္ဓာကိုယ်တွေကိုပြန်ရတဲ့အချိန်မှာဖော်ရွေတဲ့ငါးလေးကတကယ်တော့ဒန်တာကြီးလားမီးဝံဘူးတွေကြီးထင်နေတာအိုးသူကအေယာမတတဝါကြီးတွေရဲ့အတိတ်ပေးမှုကြောင့်ငါအဖြစ်ပြောင်းလဲခံခဲ့ရတာပါသူကအစိအိမ်တွေကိုရယူပြီးသူ့ရဲ့ဘီလူးပုံစံကိုပြန်ရဖို့သူတို့ကိုလှည့်စားခဲ့တာပါမီးဝံဘူးတွေကသူ့
ရဲ့ငယ်ဘဝမှာအငယ်ဆုံးဖြစ်လို့စွန့်ပန်းခံခဲ့ရတာကြောင့်တောင်ကြားတစ်ခုလုံးကိုဖျက်ဆီးပြီးလူတိုင်းကသူ့ကိုချီကျူးစေချင်တယ်လို့ပြောပြခဲ့ပါတယ်အတားကြီးလိုက်တာနော်မီးဝံပူတွေကတောင်ကြားတစ်ခုလုံးကိုမီးရှို့ဖျက်ဆီးပါတော့တယ်။ IV လေးကတော့တိုက်ခိုက်မှုမှာပြင်းပြင်းထန်ထန်တန်ရာရသွားပြီမဲ့အိုလီလေးကသူ့ညတီထွင်ညံကိုသုံးပြီး IV ကိုလှည့်လေးနဲ့ဘေးကန်းရာကိုခေါ်သွားပြီးငှက်တွေနဲ့သူ့မျိုးနွယ်စုနဲ့ပြင်းလဲဆုံစည်းခဲ့ပါတယ်။အိုလီမိဘတွေလည်းသူသားအသက်ရှင်နေတာတွေ့တော့ဝမ်းသာလိုက်ကြတာ။အိုဒီကလည်းကျွန်တော်တို့အဖွဲအစည်းနဲ့လှုပ်ဆောင်တဲ့အခါပို့ပြီးအင်အားကြီးမားတယ်လို့ပြောပြခဲ့ပါတယ်။မီးတွေကတောင်ကြားတစ်ခုလုံးကိုလောင်ကျွမ်းနေချိန်မှာအိုလီလေးကတရိတ်ဆန်မျိုးစုံကိုအတူတကွပူပေါင်းပြီးအသက်ရှင်ဖို့စီးယုံခဲ့တယ်။မီးဝံပူတွေကတူတူကျွမ်းကိုတိုက်ခိုက်တဲ့အခါအိုလီလေးကနောက်ဆုံးအစိအိမ်တစ်ခုကိုရှာတွေ့ပြီးတစ်ပင်အတွင်းအေးယာမထထဝါကြီးအခဲ့ပြောင်းလဲသွားတယ်။သူကမီးဝံပူတွေနဲ့တိုက်ခိုက်ပြီးရေနဲ့မီးကိုညှိတက်ခဲ့တယ်။မီးဝံပူတွေကအိုလီရဲ့အားနဲ့ချက်ကိုလောင်ပြောင်းပေးမဲ့အိုလီကတော့သူ့ရဲ့အေးယာမပုံစံကိုစွန့်လွတ်ပြီးရေကားသားတစ်ခုကိုဖျက်ဆီးလိုက်တယ်။ရေလွှမ်းမှုကြောင့်မီးဝံပူတွေကြီးကိုအနိုင်ယူနေပါတော့တယ်။နောက်ဆုံးမှာတော့တောင်ကြားတစ်ခုလုံးငင်းချမ်းသွားပြီးတရိတ်ဆန်တွေအားလုံးအတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်လာကြတယ်။အေးယာမတတဝါကြီးတွေလည်းပြန်ရောက်လာပြီးသူတို့ရဲ့မော်ပညာနဲ့အိုလီကိုကယ်တင်ခဲ့တာလို့ဖော်ပြခဲ့တယ်။ဇာကားအဆုံးမှာတော့အိုလီလေးဟာသူ့မိဘတွေနဲ့ IV နဲ့ပြန်လဲဆုံစည်းပြီးတောင်ကြားကိုကယ်တင်ခဲ့တဲ့တတဝါလေးကိုအေးယာမတတဝါကြီးတွေကအယိုအထည်ပေးပြီးဆက်သိမ်းသွားပါတော့တယ်။ ဒီစကားလေးကနေဘာသင်ခန်းစာရလဲဆိုတော့ဘလောက်ပဲတင်းငယ်တဲ့တတဝါလေးဖြစ်ပါစေစွန့်စားရမ်းစားရတဲ့တတိတီထွင်ညံနဲ့ပူပေါင်းဆောင်ရွက်တဲ့စိတ်ဓာတ်ရှိရင်ဘယ်လိုအခက်အခဲကိုမဆိုကြော်လွှားနိုင်တယ်ဆိုတာပါပဲဗျဒါအပြင်သူငယ်ချင်းကောက်တဲ့ရဲ့အကူအညီကလည်းဘယ်လောက်အရေးကြီးလဲဆိုတာကိုပြသွားတာပါပဲအားလုံးပဲဒီ recap လေးကိုကြိုးနေတတ်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘယ်စကားကို recap လုပ်စေချင်လဲဆိုတာ comment မှာရေးသွားပေးပါဦးနော်ကျေးဇူးတင်ပါတယ်ဗျ